Okay အားလုံးပဲမင်္ဂလာပါဥပေါက်ကြမယ်ဥဖောက်ကြမယ် Let's go မတိကေဥငါဥလားမသိထားတာဟဲ့လားပါဟေဥဖောက်ပဲ refer ဘာမလို့ရတော့ဘာကောင်းတဲ့ပတ်လေးများရမလားဟေးကလေးကောင်းတဲ့ပတ်လေးရလဲကောင်းတာပေါ့bruh တကောင်းလားမသိဘူးနော်ကောင်းမှရေးပြီးကြတယ်ကောင်းနေဆိုလဲကောင်းတာပေါ့မကောင်းတော့လဲမကောင်းတော့ရတော့တူကbruh တော့ကြည်ဒီရကြွတိလာပေါ့ဒါပါရောရှင်ကြီးတဲ့အေးပါကွာမဟုတ်refer လေးတော့ထပ်ပေါက်လိုက်ဘယ်လောက်ကောင်းလဲကြွမှာပါတော့မဟုတ်တော့ဘူးဟေးဘယ်နှခါလေးရှိနေပြီတော့မသိဘူးကြွမှာလားအေးဘာ refer ဘာရကြွကဘယ်နှခါရှိပြီတော့ကြွကဟာဘေးလိုကိစ္စဟုတ်တော့ဘူးလေကွာကြွဘယ်နှခါရှိပြီတော့တဲ့ရဘာလာမသိဘာဖြစ်လဲလာတက်နေတယ်ရေးသေးပါတော့ပြီးပြောစရာရှိရတော့ဒီထဲကလေပါလဲ state 2လားဘာမသိဘူးအောက်ကဟာလေးအားလေးပွက်ဖို့ဆိုရင်ဒီကမဲယူအစာကျွေးရပါတော့ချက်ထားအစာလေးချက်ထားကြတော့ဟိုပစ္စည်းရောက်လက်ဆိုင်မှာဝယ်လို့ရတယ်ဗျဘာမှလည်းမလောက်ကွာ bruhချက်ဇီယိုကချက်ဇီယိုရကျွန်တော်ဟိုထဲဝယ်ထားဘဲကြီးက state 2ပွင့်သွားတာပွင့်သွားကျွန်တော်လည်းဝယ်လိုက်တာချက်ဇီယိုပဲရောက်ချက်ဇီယိုရောက်တော့မဟုတ်တော့အလတ်ပြေပစ္စည်းပါညာတရကရောင်းတဲ့ဘဲကြီးကမာကီဆူလဲ dragon blind ယောက်ရေး what the hell ဒီမှာ Grangu ဥတွေရောကျွန်တော်အရင်တော့ Grangu ရှိရပြ Grangu ကဘာနဲ့ရောကီဆူနီနဲ့လားမသိဘူးကီဆူ Grangu ရ refer ပြီးတယ်ကွာကီဆူနီပြန်ပြီးကျွန်တော်ထွေလိုက်အောင်MEGA ဟိုကီဆူနီရတော့ကျွန်တော်အရင်အကောက်ပေါ့နော်အကောက်တစ်ခုရှိသေးတယ်ဗျအဲ့အကောက်ထဲပေးထည့်ထားတာ okay ရောင်းစားလိုက်တော့ကွာသွား okay ကျွန်တော်ဒီလိုရောင်းနေတဲ့အချိန်မှာ pro ဘက်ကနေပြီးတော့ bluff ရဲ့အမိုက်စားအကောက်တွေနဲ့ vivo အကောက်အစုံဝယ်ယူခြင်းဆိုရင်တော့ GSTT shop မှာတော့ဝယ်လို့ရပြီပဲဖြစ်ပါတယ်အဲ့ဒီမှာဆို great garden ရဲ့ new pack တွေ swam တို့ Grangu တို့ Suni တို့အရင်ကပတ်အဟောင်းတွေပါပြန်လဲဝယ်ယူနိုင်အောင်ပါဒါအပြင် steel barrel ရ secret barrel တွေကိုလည်းဝယ်ယူလို့ရအောင်ပါပဲဖြစ်ပါတယ်အားကြောင့် pro အနေနဲ့ကျွန်တော်ဈေးနှုန်းတို့ဒီမှာပြဖို့က review မှာပြဖို့ကတခြားအဆင်မပြေရဖြစ်တဲ့အတွက်ကြောင့် pro ကိုယ်တိုင်ပဲ Facebook နဲ့ Telegram မှာ KSTT shop လို့ရိုက်ရှာပြီးတော့ဝယ်ယူအပ်ပေးနိုင်ပါတယ် yeah bro ရောင်းတာပြင်းစီကတော်တော်ကောင်းနေကွာရှင်မာပါရော့တီးလိုက်တော့မင်းလည်းရောင်းမိမျိုးပါရောက်ကြီးရောင်းမိဘုန်းနဲ့ထင်နေရဆိုတာလေကျွန်တော် recording စတဲ့မှားသွားတာပေါ့နော်မိုးဆိုမထစ်ဘူး recording စတဲ့မှားပြီးလောက်လိုက်ပြီးတော့အမတေရောလေဒီကြွက်မျိုးလေးလည်းရောင်းမယ်ကွာရှုပ်ပတ်တော့60ပြီကွာဥခေါက်လို့မရမယ်နေအောင်ပါဟဲ့ရေးလာမကောင်းအိုးကိုလေးရောပါဒီပတ်စိတ်ကိုမရောင်းသေးတာဗျဟိုထဲမှာပါဘာလဲသူက200ရာခိုင်နှုန်းလားမသိဘူးနော်ပေါ့ဟိုအောက်ပါဘာချောင်းပြောတော့လဲrefer ရဲ့နောက်ကရာခိုင်နှုန်းပေါက်ထားတယ်သူလေဟုတ်လောက်တယ်အဲ့တော့ okay ပါရလောက်မှာပါကွယ်တဲ့အော်နေတော့ပြောတာရှိရပါတော့အခုလာတဲ့ event ကျွန်တော်ညမမီလိုက်ပါဘူးလို့
ဒီဆော့ကြောင်းလားလို့ငါမှမလိုက်ဘူးလို့ရောက်ရေးအဲ့တော့မ free ရတွေ့လားအဲ့ free အောက်မှာဗျာရှင်းလေးတစ်ကောင်ထိုင်ရအောင်ပိုးကနှိပ်လိုက်ဗျာအမလက်ပုံသားဟာလီပေါ်လာအဲ့လေးနှိပ်လိုက်ရှင်းတော့ free ရဗျာအဲ့တော့ free တော့လို့ကောင်းလာပေါ့လို့အတော်တော်ရှေ့ကိုစတိုးတော်ဦးကြည့်လာမှာကွာတဲ့ဦးကတော့ဘာလာမလဲတော့မသိဘူးဦးကောင်းတာလေးရောလာပါတော့ဦးကောင်းတာလာရင်ဘိုင်အခုဦးတလည်းထွက်တယ်နော်ဟိုအစိမ်းရောင်ဦးလေးအဲ့ဦးကဘာလို့ရမှာတော့ကျွန်တော်လည်းမသိဘူးစိတ်ပြလိုက်တာကွာအေးပတ်လိုက်ဦးလိုက်ဒါပေမဲ့ကျွန်တော်ပြောရဲအဖေရောဦး3ဦးကလွယ်ကျွန်တော်ဦးလာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့မသိတော့ဟာတိုင်လုံးမနေနဲ့ကိုလူဟာတိုင်လုံးမနေနဲ့ကျွန်တော် blog ဖူးဆိုပြဘူးကကျွန်တော်တိတ်ပြီးအဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတာလဲ recording တကယ်လို့ stem မဝလို့ချင်ပြေပါရှာလို့ရထစ်လို့ရှိရင်ဗျအဆင်မပြေဘူးဗျတော့ yeah တော့ကြာအုံတိုင်းပုံကွာနေဖြစ်ကုန်လိမ့်မယ်ဟာရောပြေးရဆက်တွေမှာရောက်လာပြီနော်ပြီးတော့ဒီထဲမှာလဲအဲ့ကျွန်တော်ပြော state 2ဆိုတာအောက်က FENA မှာချန်စီရိုးရရှိရဗျ3ခု20 trillion အနည်းဆုံးရှိမှာနော်အကုန်ဝယ်ခြင်းတော့ဘယ်လောက်လဲ60 trillion ပေါ့နော်အောက်မှာလဲပါရလဲကွာကျွန်တော်တို့အကုန်ဝယ်လိုက်ပါတယ်ဘာလို့ဆိုပတ်ဆောင်ရှိုးလေ SH ကြက်တော့ဖြုံးပေါ့အားတကယ်တော့ fan နေပြီးတာကျွန်တော်ရောင်းလာမဟုတ်ရောက်ရေးဟိုကဘိုင်းပြောနေတာတော့ရှိလားဘယ်ဝေးဝရှိလားရှင်းလားကျွန်တော်ပြောရင်တော့ဦးအဲ့တော့ဦးလာလားလို့တီးပြီးသားလေဆရာယူပေါ့စေးရထွဲ့မဲရအမအိုက်ပဲ MEG နောက်တူတဲ့ bro လဲမဲတဲ့လဲငါပြောမှာမဟုတ်ဘူးရဲ့ကျွန်တော်လည်းပြောလိုက်ပါလေအမပြောလိုက်ပြီကျွန်တော်မလဲသေးဘူးအဲ့ဒီကကျွန်တော်ပြောမဟုတ်ကိုဘက်ကကောင်ပြောတော့လဲမဲဆိုတာအဲ့ဒီမှာဒီဘက်ကမှလာထိတော့ပဲကျွန်တော်ရှာကြည့်တာချီကြရောကစတွင်းတဲ့အခါအတန်နေမလုံဘူးအပြင်အတန်နေကြားနေရပြီရောက်ကြရင်တော့အိမ်ပါတက်ဆောင်မယ်လို့ပြောတာပဲဖာသားကြီးကတော့အိမ်ပါတက်ဆောင်ရင်တော့စတွင်းတဲ့အခါတော့တခြားလုံးပါဘူးနော်အခါကျရင်တော့ကျွန်တော်စတွင်းရပါပြီအေးမကျွန်တော်ဖင်ရတာထုတ်ပြတာဖင်ရပြီအတကယ်ကျွန်တော်ပြောမှာဟိုကောင်ပြောမလူစိမ်းကောင်လေးပြောလိုက်တာကျွန်တော်လည်းဖင်ရတယ်မလဲသေးဘူးဆိုရင်မှတော့ထားလိုက်တယ်ပြန်ပြီသူကလဲမှာလဲဗျာအကောင်ဟာယူရှိုးshit မလာထိတယ်ကျွန်တော်လည်းဘာထည့်လဲဆိုစောင့်နေဗျာမစောင့်နိုင်တော့ဘူးလေအော်ဘာထည့်လို့ထည့်မှလည်းမသိဘူးဗျာပြီးထည့်ရလည်းမဟုတ်ဖ ೇನೆ အဲ့ကြောင့်မချန်စီယိုးတွေရှိတယ်တဲ့ရကျမလာမဘေးနာလာတွန်းနေဟုတ်နေရောအကလမ်းမြင်ဆိုရင်ထမောင်းအောင်လားဒီအဲ့ပြတ်သွားလိမ့်မယ် yeah ကျွန်တော်ကတော့ PC မရှိသေးပါဘူးလို့ဖုန်းနဲ့ပဲစောနေရတာပါ PC စင်မယ်လို့တော့ကျွန်တော်စိတ်ကူးတာပါတယ်အားလေ browser ရဲ့အပြင်းမှုကလိုတယ်ပေါ့နော်ကဲနောက်ဆက်ရမယ့်အချိန်လေးရောက်လာပြီပေါ့နော်ဗီဒီယိုလေးတော်တော်လေးကိုရှည်နေပြီဖြစ်တဲ့အတွက်ကြောင့် yeah နောက်ဆက်ရတော့မှာပေါ့နော်တက်ကြွားလာအောင်မယ် okay ဒါတော့တည်ရတိုင်းကျွန်တော်ဆောက်ရှိုးရဲ့ရှမ်းပဲဖြစ်ပါတယ်လို့ okay မပန်းဝင်ကြီးပဲကဲအားလုံးပဲ bye bye အားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့မယ်